Hi everyone ဒီနေ့မှာတော့ကျွန်တော်ကလွယ်ကူပြီးတော့မှအသုံးဝင်တဲ့အင်္ဂလိပ်စာစကားပြောနှလုံးတွဲလေးကိုမျှဝေပေးမယ်ပထမဆုံးတစ်ခုက hurry up okay မြန်မြန်လုပ်လို့ပြောတာနောက်တစ်ခုကကြတော့ hold on okay နေအောင်စောင့်နော်မလုံးနဲ့အောင်ဒါမျိုးပြောတာ hold on နော်နောက်တစ်ခုကကြတော့ come in okay ဝင်လာလေနော်အထဲဝင်လာခဲ့အဲ့လိုပြောတာနောက်တစ်ခုကကြတော့ go in okay အထဲဝင်လေနော်အထဲသွားအဲ့လိုပြောတာပေါ့နော်နောက်တစ်ခုကကြတော့ come on okay လာလေလောက်ပါဟာနော်ဆိုတော့စောင့်မနေနဲ့လာဒီကိုလာနော်လာတော့လောက်တော့ဒါမျိုးပေါ့နော်နောက်တစ်ခုကကြတော့ get out okay ထွက်သွားစမ်းနော်မင်းဒီကနေတော့ထွက်သွားငါရှိကနေထွက်သွားတော့ခန်းထဲကနေထွက်သွားတော့ဒါမျိုးပေါ့နောက်တစ်ခုကကြတော့ calm down okay စိတ်ကိုငြိမ်ထား calm down okay ဒါမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့ get ready okay အစင်တင်ပြင်တာနော်ဒါမျိုးပြောတာဟုတ်ကဲ့ပါ Foundation for English ရဲ့သင်ခန်းစာလေးတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတော့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video goodbye